မင်္ဂလာပါမစုံရတာကြာပါပြီဒီဗီဒီယိုကတော့မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တွေအတွက်ဖြစ်ပါတယ်မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တွေဒါမှမဟုတ်တခြားနိုင်ငံသားတစ်ခုခုခံယူထားတဲ့မြန်မာပြည်ဖွားအစ္စလာမ်ဘာသာဝင်တွေအတွက်ဖြစ်ပါတယ်အကြောင်းကတော့ဆော်ဒီအစိုးရကနေပြီးတော့100 ရာခိုင်နှုန်းအခမဲ့Umrah package တွေကိုcancel မဲဖောက်ပေးနေပါတယ်အဲ့ဒီအစီအစဉ်မှာပါဝင်လို့ရအောင်လို့အသိပေးတာဖြစ်ပါတယ်ဆော်ဒီအစိုးရကနေပြီးတော့ဒီ hashtag Umrah တွေကိုသူတို့ထိန်းချုပ်ဖို့အတွက်ဆွဲထားတဲ့ application တစ်ခုရှိပါတယ် NUSUK လို့ခေါ်ပါတယ်ကျွန်တော်ဒီမှာပုံလေးပြထားပါမယ်ဆိုတော့အဲ့ application ထဲမှာကျွန်တော်တို့ login ဝင်ပြီးတော့ဒီ100 ရာခိုင်နှုန်းအခမဲ့ပေးတဲ့ Umrah package ကို cancel လုပ်ရပါတယ်လောက်ကမဲ့ဟာက30ပဲရှိပါတယ် application ကို down ပါပြီးလို့ရှိရင် application မှာ account ကို create လုပ်ပါလုပ်ပြီးလို့ရှိရင်ဒီ100 ရာခိုင်နှုန်း free ဆိုတဲ့ဒီ Umrah ဆိုတဲ့နေရာကိုဝင်လိုက်ပါဝင်ပြီးလို့ရှိရင်အဲ့မှာသူတို့မေးခွန်းလေးတစ်ခုလောက်မေးပါလိမ့်မယ်အဲ့မေးတဲ့မေးခွန်းကိုဖြေပြီးပြီဆိုလို့ရှိရင်ဒါသူတို့ရဲ့ဒီ cancel မဲ့ဖောက်ပေးမဲ့သူတွေရဲ့စီးရင်တွေကိုပါသွားပြီပေါ့နော်ဆိုတော့သူကတော့အယောက်30လို့ပြောထားတယ်လောလောဆယ်တော့သူတို့အထိုက်လျောက်တော့မဲဖောက်ပေးပြီးသွားတာကိုတွေ့တယ်မဲပေါက်သွားတဲ့သူတွေထဲမှာမြန်မာနိုင်ငံသားတွေတယောက်မှပါတာကျွန်တော်မတွေ့သေးဘူးအိန္ဒိယတွေ့တယ်ဘင်္ဂလားဒေ့ရှ်တွေ့တယ်ပါကစ္စတန်တွေ့တယ်UK ကတယောက်တွေ့တယ် Algeria လူတယောက်တွေ့တယ်ပေါ့နော်ဆိုတော့ဒါမြန်မာနိုင်ငံသားတွေအတွက်အခွင့်အရေးရှိပါတယ်အချိန်လည်းအများကြီးမပေးရပါဘူး10မိနစ်လောက်ပေးလိုက်ပြီဆိုလို့ရှိရင်ဒါလေးကလုံးလို့ရတဲ့အရာဖြစ်ပါတယ်ဆိုတော့အားလုံးပဲ cancel ကြည့်စေချင်ပါတယ်ဆော်ဒီအစိုးရကတော့ဒီ application ကိုအရင် promote လုပ်နေတာကြာပြီပေါ့နော်ဆိုတော့ဒီလိုမျိုး cancel မဲ့ဖောက်ပေးတာလည်းဒီ application ကို promote လုပ်ဖို့လို့ကျွန်တော်ယူဆပါတယ်ဘာပဲဖြစ်ဖြစ်ပါကျွန်တော်တို့အချိန်လေး10မိနစ်လောက်ပေးပြီးတော့အလားအိမ်တော်သွားခွင့်ရမလားလို့ cancel ကြည့်စေချင်ပါတယ်ကဲကံများကောင်းခဲ့သည်ရှိတော့ကျွန်တော်တို့မြန်မာနိုင်ငံသားဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်တို့အောင်မှာတတိယပေးပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေ